အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာမလာရှန်ကောလေးချက်စားပြည့်လို့ချန်နီလေးကိုမျှဝေလိုက်ပါတယ်အားလုံးလိုက်ကြည့်ပေးကြပါအောင်ရှင်ချက်မဲ့ပစ္စည်းလေးတွေအားလုံးကိုအခုလိုမျိုးလှိချွတ်စေကြောပြီးအစင်သစ်လုပ်ပေးထားလိုက်ပါတယ်အဓိကပါဝင်ပစ္စည်းတွေအနေနဲ့ကြက်သားလေးကိုပပလေးလှီထားလိုက်တယ်ပစုံတုပ်လေးကိုရေစေးတန့်စင်ထားတယ်မလာခောက်ဆွဲလေးတွေကိုရေစိမ်ပေးထားတယ်ကြာဆွဲနဲ့အာလူးလေးကိုလည်းရေစိမ်ထားပါတယ်အကင်ဆုံးလေးရဲ့အသီးရွက်လေးရဲ့ဒါဆိုရင်စားချက်လိုက်ပါတော့မယ်မျိုးအိုးလေးတည်ပြီးတော့အရင်ဦးဆုံးအသီးနှံလေးတွေကိုအရင်ဆုံးထည့်ပြုတ်ပေးလိုက်ပါမယ်အကြမ်းကြီးတဲ့အသီးနှံလေးတွေကိုအတူတူထည့်ပြုတ်ပေးပြီးနိုးပြီဆိုလို့ရှိရင်တော့ဆယ်ယူပြီးရေခဲရည်နဲ့စိမ်ပေးထားလိုက်ပါတယ်မပြော့သွားအောင်လို့ပါပြီးရင်တော့မလာခောက်ဆွဲပတ်လေးတွေကိုထည့်ပြုတ်ပေးလိုက်ပါမယ်မလာခောက်ဆွဲပတ်လေးတွေနိုးပြီဆိုလို့ရှိရင်တော့စကားနဲ့ဆယ်ယူထားလိုက်ပါမယ်ပြီးရင်တော့အမိုလေးရဲ့အရွက်လေးတွေကိုထည့်ပြုတ်ပေးလိုက်ပါမယ်အရွက်လေးတွေနိုးပြီဆိုလို့ရှိရင်တော့ဆယ်ယူပြီးချက်ချင်းရေခဲရည်နဲ့စိမ်ပေးထားလိုက်ပါမယ်မနွမ်းအောင်လို့ပါခောက်ဆွဲကိုတော့မမလေးပဲကြိုက်လို့10မိနစ်လောက်ပဲထည့်ပြုတ်ပြီးချက်ချင်းဆယ်ယူလိုက်ပါတယ်ပြီးရင်တော့ကြက်ဥကြောင်းနဲ့အကင်လေးတွေရဲ့ပဇွန်လေးနဲ့အသားလေးကိုထည့်ပြုတ်ပေးလိုက်ပါတယ်အားလုံးနိုးပြီဆိုလို့ရှိရင်တော့စကားလေးနဲ့ဆယ်ယူထားလိုက်ပါတယ်အားလုံးပြုတ်ပြီးပြီဆိုရင်မလာရှန်ကောဆက်ချက်ပါမယ်ဒဲဦးတဲ့ဦးစီထဲကြက်သွန်ဖြူလေးထည့်ပြီးမလာရှန်ကောအနှစ်နှစ်ထုပ်ထည့်ပြီးစီသက်ပေးလိုက်ပါတယ်စီသက်ပြီးရင်တော့အရင်ဆုံးအကင်လေးတွေနဲ့အသားလေးတွေအရင်ထည့်ပြီးစီသက်ပေးလိုက်ပါတယ်ပြီးရင်တော့မလာခောက်ဆွဲပတ်လေးတွေထည့်လိုက်ပါတယ်အားလုံးတမအောင်လို့မွေပေးလိုက်ပါတယ်အရသာအတွက်ကိုတော့ကြက်သားမုန့်နှစ်စုံထည့်လိုက်ပါတယ်အသီးလေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့ခောက်ဆွဲရဲ့အရွက်ကလေးတွေရဲ့ထည့်လိုက်ပါတယ်ခောက်ဆွဲနဲ့အသီးရွက်လေးထည့်ပြီးရင်မီးပိတ်ပြီးတော့အခုလိုမျိုးလေးသူ့အပူချိန်လေးနဲ့ပဲတမအောင်လို့မွေနေပေးလိုက်ရင်ရပါပြီအခုလိုလေးချက်တာခောက်ဆွဲလည်းပြော့မသွားဘူးအသီးရွက်လေးတွေကလည်းကျွတ်ကျွတ်ဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းပါတယ်